Ujung mah, pada mengelatih sebagai pada mengelatih usahawan, dia loham itu nama apa itu kawahe, Allah tu dia. Trong quê đồ này bắt đầu sẽ là chân sẽ cả nhé đang trong trang là chỉ là chỉ để làm cái gì quê đồ mình là này bắt đầu sẽ là một chỗ mình mà bọn nó quê đồ mình là tuy đâu là sao mình mà sẽ để tham gia để nó bọn nó thì là mà nên chỗ là để sẽ trong đó không ai biết để là bọn nó nên mình lúc sinh ra đấy và bên trang là sẽ thì tham ấy tiếp về là tham nhé người cô về chỗ ở là sao phát triển sao trong áo lông trắng này tham ấy nó cháu cả mong mày thêm mà ăn buổi rồi lấy rồi khô tuyến rồi mù rồi tụi cùng chế du nhà của khô kia xây chính à duy chế rồi mù rồi ăn nhiều thịt chả ý chẳng sao nó lại suy nó áo cái là mà nó bị thế tiền đâu mù cả mong mày thêm mà ăn buổi rồi lấy rồi khô tuyến rồi mù rồi tụi cùng chế du nhà của khô kia xây chính à duy chế rồi mù rồi ăn nhiều thịt chả ý你自己洗头，你不要黑油，那洗脑路油，那也就半山路路多，路油皮下衣，那里是讲咩？接触的呢，他不罗大的人呀哈，不然那个不懂呀，不是呢，说大的有哪里必须留下来。大的这种牛啊，这么快速难到哎呀，娘无一到，哎呀，马上去阿皮。khổ bia chỉ áp thì ta mình có đủ tôi còn nó có bắt đầu áp thì không aiဖြစ်sự rồi một vài mình trong khi Giêsu Christ đầu năm họ rồi áp thì sẽ có sự trong trả vậy amen cho lúc thì trang lòng cho mình mà cho bà cho một cái gì lúc đấy mà mình đã có được sự mà cho ta thì mình chỉ để đấy chuyện đấy mình trong lấy hao một lấy ta mình nhiều lắm là ta nên mình phải ta thì mình chỉ là ya chỉ ha ta thì mình yaရှိလာတဲ့အခါမှာဝိထွားလာတဲ့အခါမှာကျွန်တော်တို့ဘယ်လိုသဘောထားတယ်လဲဘယ်လိုဆန္ဒရှိကြတယ်လဲကျွန်တော်တို့ကလည်းကိုယ့်ကိုယ်စဉ်းစားဖို့ဖြစ်တယ်။ဒါတတိတရားချင်းစီမှာရည်ရွယ်ချက်လေးယူထားကြတာဖြစ်ပါတယ်။ပယံမတာနဲ့စိတ်ကလဆန်းကျွန်တော်တို့ဝိထွားတာမဟုတ်ဘူး။ဒါပဲကိုယ်ပဲကလေးတတိပဲကိုယ်ပဲဒီပဲကိုယ်မွေးရတဲ့အရာမှလည်းဖြစ်တယ်လို့သူ့အတူကြီးလာပါစေသူ့အတူဖြစ်လာပါစေဆိုတဲ့သဘောထားနဲ့ဘယ်ဒီပါမှာကိုယ့်ရဲ့သားသမီးတွေအပေါ်မှာပေါ့နော်မွေးဖွားမှုဆိုတာပေါ့နော်ကျွန်တော်တို့နားလေထားတာဖြစ်ပါတယ်သားသမီးမိဒီမှာမိဘမိဒီမှာပေါ့နော်သားသမီးရဲ့ရှေ့လေးကိုကောင်းလို့ဆိုတာကျွန်တော်တို့ယူပါယုံထားတဲ့ဒီရွယ်ရှေ့ထားပြီးမှာကျွန်တော်တို့ပြုစုဆောင်ရခြင်းဖြစ်ပါတယ်ကြီးကြီးလာအောင်ရည်ချက်လာအောင်ကုတက်လာအောင်ပေါ့နော်ပညာရေးပိုင်းမှာကအစဝိညာဉ်ရေးရမှာလေဝိညာဉ်ရေးရမှာလူမှုရေးကံကမှာလေလူမှုရေးကံကမှာပေါ့နော်လူကြီးဆန့်လာအောင်ဘယ်လိုလုပ်ဆောင်ရလဲဆိုတဲ့အရာလေးနောက်ပြီးတော့ဒီပညာရေးနောက်ပြီးစီးပွားရေးကံကမှာတော့ကောင်းတော့လေဒီလိုမျိုးကျွန်တော်တို့မိဘတွေကအဲ့လိုမျိုးပေါ့လုပ်တာဖြစ်ပါတယ်ရည်ရွယ်ချက်ရှိနဲ့သားသမီးတွေကိုပြုစုပြုထောင်ပြီးအသက်ရှင်ခိုင်းတာဖြစ်ပါတယ်ဒီလိုပါပဲယနေ့ဒါပါတော့လို့လည်းဖရာတကယ်ကျွန်တော်ဓမ္မတို့လောကမှာဖန်ဆင်းပြီးမှလူရည်လို့ဖြစ်လာတဲ့အခါမှာဒီလိုအသက်ရှင်စေခြင်းဟာဒီနေ့ရှိပေါ့နော်အသက်ရှင်စေခြင်းဟာအလိုမတမ်းမှအသိပေးရှိတာဖြစ်တယ်အဆွမ်းနာဆရာတောင်းစီလည်းပြောဖွားပေးပါတယ်စိတ်ကောင်းတဲ့လူဆိုတာကောင်းတဲ့အရာလေးကိုလုပ်ဆောင်ပါလေကောင်းတဲ့အရာလေးရည်ရွယ်ချက်ထားပါလေလုပ်ဆောင်ပါအဲ့ဒီလိုကအသက်တာလေးရှေ့ပြီးမှသူရည်ရွယ်ထားတဲ့အရာကိုလုပ်ဆောင်တိုင်းမှာဖြစ်တယ်လို့ယနေ့ဖရာတကယ်ကျွန်တော်တို့ထားခြင်းဟာလည်းပဲရည်ရွယ်ချက်ရှိတဲ့ကျွန်တော်တို့ကိုထားတယ်ဆိုတဲ့အရာကိုနားလေသိနေတယ်ဘူဘေးတွေချိန်မှာကျွန်တော်တို့ဖရာကိုသိခဲ့လို့ပေါ့လားတကယ်အသက်ရှင်တဲ့ဖရာကိုလေဖရာဆိုတာမျိုးများစွာရှိနေတယ်အသက်ရှင်တဲ့ဖရာကိုမသိရှိခဲ့ဘူးကျွန်တော်တို့လက်လန်းမီယာကိုဖရာအဖြစ်သင်စားပြီးမှယူပြီးမှဘုံတွေရှိပူကြတယ်အသက်ရှင်ကြတယ်ပြောမယ်ဆိုရင်မိစေဖတ်ဆက်အချင်းကြည်ကြံလို့ချင်းဘဝတည်းမှာကျွန်တော်တို့အသက်ရှင်ခဲ့ကြတာဖြစ်ပါတယ်။တာပေနဲ့ယနေ့အစနာဖတ်သွားတဲ့ချမ်းချက်မှာပြောထားတယ်လေဆိုရင်ဘယ်တော့ဘာသာဆောင်မှာနော်ဒီမှာနှစ်ကိုမှာအဲ့မှာနော်မောင်မိုင်မှာအကွယ်တော်အလေးတော်သူခေါ်ပြီးတော်မူတော်သူ၏ပုံချင်းသူပေါ်ပြစေခြင်းမှာတဲ့
တချင်တော့ကကျွန်တော်ကျမတို့အရောက်စီတိုင်းဟာမောင်မိုက်ထဲမှာကျင်လေခဲ့တာအသက်ရှင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့မောင်မိုက်ဘဝချဲနဲ့ကျင်လေခဲ့ရတဲ့ဘဝချဲနဲ့အလင်းခဲလို့ကျွန်တော်တကယ်ယေရှုခရစ်တော်အားဖြင့်တကယ်ယေရှုကိုယုံကြည်ခြင်းအားဖြင့်အလင်းရဲ့သားသမီးတွေဖြစ်သွားပြီအလင်းရဲ့နိုင်ငံတော်သားသမီးတွေဖြစ်သွားတာဖြစ်ပါတယ်အဲ့ဒီအခါမှာအလင်းရဲ့သားသမီးတွေဖြစ်ရခြင်းမောင်မိုက်ဘဝချဲနဲ့မောင်မိုက်ချဲနဲ့ဒီယေရှုခရစ်တော်အသီးတော်စတေးဒီမှာအခုအခါပေးပြီးမှာတောင်ဘူးအခကြေးပေးပြီးမှမာတဲ့လက်ထဲနဲ့ရွေးလို့ပြီးမှသူ့ရဲ့သားသမီးအဖြစ်အသက်ရှင်ခိုင်းခြင်းဟာအလိုတမအသိပဲရှိတဲ့အရာဖြစ်တယ်တဲ့။ပါလေဖယားတကယ်ဘုံတော်တင်ချမ်းတယ်ဖြစ်တယ်လို့ပေါ်ပြထားပါတယ်။အဲ့ဒါကြောင့်ကျမ်းတစ်ချက်မှာပြောထားတော့ငါဖန်ဆင်းတော့ငါရဲ့လူတို့ဒီငါရဲ့ဘုံတော်ကိုတင်ချမ်းတယ်ဖြစ်တယ်လို့ပေါ်ပြထားတယ်။ဒီနေ့ကျွန်တော်ကျမတို့ကဒီလိုပဲဖြစ်ပါတယ်။မိသားစုထဲမှာသားသမီးတွေကမိဘရဲ့ဘုံကိုပြနေဖြစ်တယ်။မိဘကဘယ်လိုမျိုးမိဘဖြစ်တယ်မိဘရဲ့ကိုယ်ကိုဆောင်ဖို့အမျိုးရဲ့ကိုယ်ကိုဆောင်ဖို့ရသားသမီးတွေကိုမိဘတိုင်းကဒီလိုရည်ရွယ်ချက်ထားတာဖြစ်ပါတယ်ဒီလိုမျှော်မှန်းထားတာဖြစ်ပါတယ်အဲ့ဒါမှမိဘရဲ့မွေးစားခြင်းပေါ့နော်ပြောပြတယ်မိဘပြုစုခြင်းဘောကမှာမွေးစားခြင်းရဲ့အကျိုးနဲ့ဖြစ်ပါတယ်ဖယားတကယ်ဒီယေရှုခရစ်တော်ဖယားကြီးနဲ့ကျွန်တော်တို့စာတမန်နဲ့လက်ထဲနဲ့ရွေးနှုတ်ခြင်းကေဒီခြင်းရွေးချယ်ခြင်းရဲ့ဟာလည်းပဲသူ့အခုအကျိုးရှိဖို့ဖြစ်ပါတယ်အဲ့လိုကြီးပဲခံဖြစ်ပါတယ်သူ့ရဲ့ဘုန်းတော်တင်ရှားတဲ့ကိုဖြစ်ပါတယ်အဆွမ်းကျွန်တော်တို့ပုံအားပေးသွားတဲ့အရာပေါ့နော်ကျွန်တော်တို့ဟိုးတာချက်အဲ့လိုပေါ့ကျွန်တော်တို့ရဲ့အကျင့်သီလတွေပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့ရဲ့လူနေမှုအားဖြင့်ဘုရားတခင်ဘုန်းတော်ကိုတင်ရှားဖို့ဖြစ်တယ်ဆိုတာကိုဒီလိုပုံအားပေးလို့ခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့ဒီတက်တဲ့ခံချက်တစ်ခုပြောမယ်ဆိုရင်လေကျွန်တော်မြောက်ဒီမှာဆွမ်းဆရာတောင်းဆရာတော်ဖြစ်တာပြောပါလေဒါမြောက်ဒီမှာတေဟုတ်ဆရာဖြစ်တယ်ဟုတ်တယ်အချိန်ကလွန်ခဲ့တဲ့3နှစ်အထိတေဟုတ်ဆရာလုပ်ခဲ့ပါတယ်နောက်ပိုင်းမှာကျွန်တော်ရဲ့ဆန္ဒကဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးရဲ့ဆန္ဒနဲ့ညီနေတယ်အဲ့ဒီကလေးစစ်တပ်ပြပြတယ်အဲ့ဒါကြောင့်အတိတော်ကဘာတွေရှိလာတဲ့အခါမှာမမရှိလာတဲ့အခါမှာတခြားတနေရာကိုအဲ့ဒီကလေးလုပ်တယ်အခုတဲပုံတဲ့နေရာဒီရေတပုံပေါ့လေတဲပုံကိုရေတပုံပါလေရေတပုံဖက်မှာဒီလိုသဘာဝပြန်ပြီးပေါက်ခဲ့တယ်အဲ့မှာတရားကျောင်းလေးတစ်ဆောင်လေးစောက်ပြီးကျွန်တော်တို့ကြည့်တယ်လို့ပြီးမှာပေါ့နော်အဲ့မှာလည်းဒီဥစ္စာတဘာခန့်လိုက်ပြီးတားလို့ပေါ့နော်အခုတော့ဒီရောက်ဒီမှာကြတော့ကျွန်တော်ညီပေါ့နော်ဆရာစင်ဆာကိုအဲ့မှာဒီဥစ္စာခန့်လိုက်တယ်တာဝန်လေးဒီမှာကျွန်တော်အပြန်အလုပ်လည်းမဲ့လို့ဖြစ်နေအဲ့လိုခံစားနေရတယ်လေအဲ့ဒီအခါမှာပြန်လာတာဒီနေ့မှလည်းတလားတော်ပဲရှိသေးတယ်တရားတော်ဆိုတဲ့မှာကျွန်တော်သွားနေပါတယ်သတ္တနာနေပြီပေါ့နော်ဖယားလုံးဆိုမှလည်းကျွန်တော်ဖြစ်တော့အသေးတော်ဆိုတာကျွန်တော်ကြားတော့မကြားဘူးအမှုတော်လည်းအများကြီးတယ်မကြားဘူးဖြစ်တော့အသေးတော်ဆိုတာသူ့မသိဘူးတဲ့ဘယ်လိုပြောလို့အဲ့ဒါကျွန်တော်တို့အများကြီးတို့လည်းတိုင်ပြီးဆွေးနွေးခဲ့ဒါနဲ့ဆရာမိသားစုတို့တော့မှကျွန်တော်နဲ့ပြန်ပေါလာကျွန်တော်တို့လည်းပေါလာအဲ့ဒါဟာလေလုယာပေါ့နော်ပြောမယ်ဆိုရင်ဒါအဲ့ဒီငယ်လေးတော်တော်လေးတို့လည်းစိတ်သားထက်တန်တဲ့ဆရာတစ်ပါးဖြစ်တယ်ပမာပေါ့နော်ရောင်ဘောကဟုတ်တယ်ဒါပေမဲ့ချမ်းပါမှာပေါ့လေသူ့အမေကပမာစစ်ဖြစ်တယ်မိသားစုတို့ကျွန်တော်တို့နဲ့ဆရာနဲ့လက်သွင်းနေဆိုဒီမှာပေါ်တော့အခုလက်သွင်းနေအခုကျွန်တော်မရှိတဲ့အခါမှာခိတ္တခဏအဲ့လိုထားတာပေါ့လေအဲ့မှာလည်းအထက်တော်ကဘာရှိတယ်ကျွန်တော်တို့ဒါသုကောင်းဝင်ကြီးပေါ့လေနော်ဘာပဲဖြစ်ဖယားတည်းကျွန်တော်ကျမတို့ကိုတို့အသုံးပြုနေကျွန်တော်မတတ်နိုင်ပေမဲ့ဆန္ဒရှိဖို့အရေးကြီးတယ်လူတိုင်းမှာပေါ့နော်ကလေးလူကြီးအားလုံးမှာနှလုံးသားထဲမှာဆန္ဒရှိဖို့အရေးကြီးတယ်ဆန္ဒရှိတော့ဖယားလေးကြည့်တယ်လူမသိဘူးအဲ့ဒီကိုတကယ်နှလုံးသားနဲ့ပြည့်ပြည့်တဲ့ဆန္ဒရှိတဲ့အရာကိုဘုရားသခင်ကသိတဲ့အတွက်ကြောင့်အဲ့ဒီအရာကိုဘုရားသခင်အသုံးပြုလာမှာဖြစ်ပါတယ်။အော်ပေါ်ရပါတော့။လူအနေနဲ့ဘယ်လိုပဲနေနေလူအနေနဲ့ဘယ်လိုပဲကျွန်တော်တို့အပေါ်မှာဘာမှမတတ်နိုင်ဘူးဘာမှမစွမ်းဆောင်နိုင်ဘူးဒီလိုဖြစ်မှာမဟုတ်ဘူးဒီလိုဘာမှမစွမ်းဆောင်နိုင်ဘူးဆိုပေမဲ့မြင်ပေမဲ့ပြောနိုင်တော့ပြောပေမဲ့ဘုရားသခင်နှလုံးသားကိုဒီတကယ်ဘုရားနဲ့ဆက်ကပ်ပြီးမှအသက်ရှင်တဲ့အခါမှာဘုရားသခင်တို့အလုပ်လုပ်နိုင်တယ်ဆိုတဲ့အရာပေါ့လေ။ဒါတွေကကြီးမားတဲ့အလုပ်တွေတို့လုပ်ဆောင်ပေးနိုင်တယ်ဆိုတဲ့အရာအခုကျွန်တော်အလုံးမတန်မှအားချရဲလုပ်ခဲ့တဲ့ကလေးတွေနဲ့ဒီမှာကျွန်တော်ဒီမှာရောက်တဲ့အခါမှာဒီကလေးတွေဒီမှာကပြတဲ့လူတွေပေါ့နော်ဘုရားတွေချိတဲ့အခါမှာဒီလိုအခါမှမမြင်ဘူးဒါပေမဲ့ကျွန်တော်ချိတာဆရာကြီးပြောပြတာအခုချိလာတာဖြစ်နေတာအရင်ကနေလေးဖြစ်မှဖြစ်နေလေအခုဒီလိုလုပ်လာတဲ့အခါမှာဆရာမပုံစံနဲ့အញ្ញိုင်းကိုအားရတာဖြစ်ပါတယ်အဲ့ဒါတို့ကြည့်ပါဘယ်ကနေအသုံးပြုတာနှလုံးသားနဲ့ပေါ့တဲ့အရာပြီးပြတဲ့အရာကိုအဲ့ဒီအရာအသုံးပြုတဲ့အခါမှာဘုရားတကယ်လို့အသုံးတော်ခံတာဖြစ်ပါတယ်ဒါကလည်းဟာဆိုင်ရတဲ့ဝေချင်းကဘယ်နည်းနဲ့မှသုံးလို့မရဘူးဘယ်တော့ပဲအဖြစ်ဖြစ်
အတိပဲဘယ်လောက်ပဲတိတိပေါ့နော်ချက်ချင်းအသုံးပြုလို့မရဘူးဘယ်လိုလုပ်ရလဲဒါဆိုတွေးနေရမှာဖြစ်ပါတယ်တွေးပြီးမှတွေးရင်းနဲ့3လောက်မှာ3ရမှာဖြစ်ပါတယ်ကန်ရမှာဖြစ်ပါတယ်အသုံးတဲ့အောင်ပေါ့လေဘူပြီးတွေးနေဘူပြီးချက်လက်ဖြစ်တယ်ဒါအဲ့ဒီအခါမှာဘူပြီးမှအသုံးပြုလို့ကောင်းနေတယ်ဒီနေ့လူတစ်ယောက်ရဲ့အရေးချင်းပြောမစအရေးချင်းပါရမီပေါ့နော်ပါရမီဟာလည်းဒီလိုပဲဖြစ်ပါတယ်တယောက်ချင်းစီမှာပါရမီရှိတယ်အစွမ်းအစလေးမတူညီတဲ့အစွမ်းအစလေးတချို့မှာတော့တစ်ခုသုံးခုတော့ပါရမီရှိတဲ့ဟာရှိတယ်လေအဲ့ဒါကိုကအသုံးပြုရတယ်တွေးရမှာလေမတွေးမနေတိုင်းထားရင်ကိုကအစွမ်းအစတော့ရှိကိုကအသုံးမပြုဘူးဆိုရင်ဒါတက်ကိုအသုံးမပြုတဲ့ထားတဲ့ဒါနဲ့အတူတူပဲဖြစ်မှာဖြစ်ပါတယ်တန်ချိတဲ့ရင်တန်ချိတဲ့ဒါကိုဘယ်သူမှသုံးချင်တာမဟုတ်ဘူးတန်ချိမတဲ့ဖက်တဲ့ဒါကိုပဲသူကသုံးလာတယ်အသုံးပြုပြီးမှသူအသုံးပြုသွားမှာဖြစ်တယ်လို့ပဲယနေ့ကျွန်တော်တို့ဓမ္မတော်အရောက်စီတိုင်းစုကျေစုရှိတဲ့အရာကိုမိမိဘေးနဲ့အပေးအရာမှာကိုကတတ်နိုင်တယ်စုကျေစုရှိတယ်အဲ့ဒီစုကျေစုကိုအသုံးပြုသွားရအောင်စက်ကရအဲ့ဒီအခါမှာဘူပြီးချက်လာတယ်ကနောက်ဒီဆရာသမားတွေဆရာမတွေအော်ပေါ်ရပေါ့နော်မိတဲ့လူတွေအော်ပေါ်ရကျွန်တော်တို့အပေါ်မှာကျွန်တော်လုံလာတဲ့အရာကိုစက်ကတဲ့အရာကိုမိတဲ့အခါဖယားဘုလို့ဒီချလာမှာဖြစ်တယ်အဲ့ဒါကဖယားတဲ့အသက်ရှင်တာဖယားတဲ့ဘိုးလို့ဒီချတာအခုကျွန်တော်ဆရာကျော်သေးကိုကျွန်တော်ပြောတာပေါ့နော်ကျွန်တော်နားလေမြန်မာလူမျိုးကတော့လို့မြန်မာလူမျိုးဆိုတာမြန်မာနိုင်ငံတိုင်းသားအားလုံးလည်းပါတယ်လေပမာအားလုံးလည်းဒါပေမဲ့ဒီမှာပမာလူမျိုးပေါ့နော်ပမာလူမျိုးအများစုကဒီမှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်နော်ကျွန်တော်ဒီလိုမြင်တယ်ကျွန်တော်မြန်မာပြည်မှာအများကြီးရောင်လို့ပါလို့မှမြန်မာအတင်းတော်လည်းရှိတယ်ဒါပေမဲ့အဲ့မှာတိုင်းသားတွေလည်းအများကြီးမြန်မာတွေကဒီလိုရောနှောပဲရှိပမာတွေကရောနှောပဲရှိနေနော်အဲ့လိုပဲရှိဒါပေမဲ့ဒီမှာအစစ်အမှန်တွေအများကြီးတွေ့ရတယ်တကယ်ကျွန်တော်တို့ပမာလူမျိုးတွေနော်အစစ်အမှန်တွေမှာတွေ့ရတဲ့အခါကဲကျွန်တော်မြန်မာနိုင်ငံမှာပမာလူမျိုးတွေအခုပြောမယ်ဆိုရင်အများကြီးတော့အလုပ်မလုပ်ရတော့ဘူးလားကျွန်တော်တို့ပေါ့နော်အဲ့ဒီလည်းဟောရမယ်ဖျားပေါင်းတဲ့အရာလည်းခုနလက်တဲ့ခံတယ်လေဖျားပေါင်းတဲ့အရာတွေအော်ပေါ်ရဖျားလက်တွေ့ကျွန်တော်တို့ကျမတို့မိသားစုအပေါ်မှာတူးချင်းအပေါ်မှာဖျားပေါင်းတဲ့အရာတွေတက်ကြတူတဲ့အရာတွေကိုနိစ္စရာကိုပြောရမှာဖြစ်တယ်မိသားစုမှာတယောက်ပေါင်းရတဲ့တူးတလေကိုဌာနေကိုပြန်ပြီးမှနေရက်ကိုပြန်ပြီးမှဟောပြောသွားတဲ့အခါမှာဖျားဖို့လို့ဒီချာမှာဖြစ်ပါတယ်အဲ့မှာအင်းတော်ရှိလာမှာဖြစ်ပါတယ်ယုံကြည်သူတွေအများရှိလာမှာဖြစ်ပါတယ်ဒီလိုအသက်ရှင်ရအောင်လို့ပေါ့ဒါကျွန်တော်တို့ခွန်အားပေးလို့ပါတယ်ဒါကြောင့်အရောက်စီတိုင်းဟာအဲ့ကျွန်တော်တို့အခုဖရာတခင်ကရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဒီမှာလောကမှာအသက်ရှင်ခိုင်းတယ်ဆိုတာကိုဒီလိုနားလည်သဘောပေါက်ပြီးမှကျွန်တော်တို့တတ်နိုင်တဲ့ဖက်မှာပေါ့နော်အစွမ်းအစမိမိရဲ့အစွမ်းအစလေးကိုဒီလိုတွေးရင်းနဲ့ပေါ့နော်အသုံးပြုရင်းနဲ့ဖရာအသက်အသိတော်မှာဆက်ကသွားရအောင်ဒီမှာတပိုင်းတော့ဒါတော့ခွန်အားပေးလို့ချင်းဖြစ်ပါတယ်။နောက်ကျွန်တော်တို့ဒီတတနာစစ်လုပ်တဲ့ဒီဖရာတော်စုထဲမှာလည်းမွန်တွေများတယ်မွန်တက်ပဲတော့မွန်နဲ့ပြည်လည်းများတယ်မှာကျွန်တော်စတင်နေမှာတတနာပြုတယ်အိမ်ငါးဒီမှာပေါ့နော်ဘုရားတော်ရှိခိုးအိမ်ငါးဒီမှာတတနာပြုလည်းရှိတယ်သုတောင်းကူညီပေးကြပါအခုလက်ရှိတော့အားလုံးက10ယောက်တော့ပဲရှိတယ်နော်လူကြီး10ယောက်တော့ကလေးတွေနဲ့ဆိုတော့15ယောက်ပဲရှိတယ်အစပြုလာလေနောက်တော့များလာတယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဘုရားတတ်နိုင်တယ်ကျွန်တော်မတတ်နိုင်ဘူးဘုရားတခင်တတ်နိုင်တယ်ဘုရားလုပ်လာတယ်ဆိုတော့ကျွန်တော်ဒီလိုယုံကြည်တယ်အဲ့ဒါကအသက်ရှင်တဲ့အသိတော်ဆိုတာတရားလည်းအဲ့လိုပဲဖြစ်ရမှာဖြစ်တယ်လေဒီအတင်းတော်ဟာလည်းအသက်ရှင်တဲ့အတင်းတော်ဖြစ်ရတယ်ဒီနေရာမှာငါးပြီးဒီမှာအပိဘာလို့ပြီးရှာဘောဖက်မှာပူပွားဖို့ branch ပေါ်တော့အဲ့လိုမျိုးအခါရခက်အတင်းတော်ပွားလေးမရှိဘူးဆိုရင်အဲ့ဒါဒီလိုငင်းနေတဲ့အတင်းတော်ဖြစ်နေတယ်နော်အဲ့ဒါကြောင့်ကျွန်တော်အားပေးချင်တယ်ဒီမှာရှိတဲ့လူတွေလည်းကျွန်တော်တို့အများကြီးလို့အတင်းတော်ခွဲလေးတွေရှိအောင်ဒီမှာတော့မဲဆော့တော့ဟောကျွန်တော်မြန်မာနိုင်ငံမှာလည်းသူတိုက်ဦးတို့ဘာလို့ဘဘိုးတို့မှရှိမှာပဲဒီမှာမဟုတ်လားသူရှိတဲ့နေရာမှာရှိလောက်တဲ့လူပါယူထားပြီးမှအပြီးတော့ပွားလေးတရားနဲ့အဲ့လိုရှိအောင်အဲ့လိုလုပ်ရင်ဒီအပြီးတော့အသက်ရှင်တဲ့အပြီးတော့ဖြစ်လာတယ်ဒီနေ့မြောက်ဝတီမှာပေါ့နော်ကျွန်တော်ရောက်ခါစားမှာတယောက်ပဲရှိတယ်ယုံကြည်လို့အဲ့ဒီကနေအခုဖခင်ရဲ့ကျေးဇူးတော်တော့ဘာလဲဖခင်တည်းလောက်လာတဲ့အခါဆိုတော့ကျွန်တော်ပြောတယ်အတင်းတော်၃ပါးလောက်ရှိပြီမြောက်ဝတီမှာအခုဖခင်သုံးစုမှာဆိုတော့အမှ၄ပါးပေါ့နော်အဲ့လိုရှိလာတာကဘယ်လိုလုပ်တယ်လဲဆိုဘယ်လိုမှတတ်နိုင်တာမဟုတ်ပဲလေဒါမှအခုအစားအစာနဲ့လုပ်တာမဟုတ်ဖခင်တည်းအလုပ်လုပ်တဲ့အခါမှာအားလုံးလည်းယုံကြည်သူတွေစုပေါင်းပြီးမှအင်တိုင်းအန်တိုင်းလုပ်တဲ့အခါမှာအဲ့ဒီကလေးပြုတ်တဲ့အခါမှာဒီလိုအတင်းတော်ဒီပွားလာတာပေါ့နော်အခုဒီမှာလည်းအများကြီးရဲ့လို့ကျွန်တော်ကဘူးဒီမှာတော့မျောလိုက်ပါတယ်ကျူးစာဆက်ကရအောင်ဒီမှာပုံအားပေးပါတယ်ကျေးဇူးတင်တဲ့အရောက်တန်းပေါ်မှာဘုရားရှင်ကောင်းကြီးတက်ရောက်ပါစေဒါဆိုရင်ကျမ်းစာဖတ်ရအောင်နော်ပြောစရာအများကြီးတယ်ဒါတော့ပြောလို့ရှိဟောဒီတော့ဘာသာစာပထမဆုံးခန်းကြီး7အငယ်
23ကျွန်တော်ဖတ်မယ်နော်တရားနဲ့ဖတ်မယ်အကြောင်းမူကားတင်တို့လည်းငါအပေတော့အရာကိုတခင်ဖျားထံ၌ငါခံရသည်ခံရသောအရာကိုမူကားတခင်ဖျားသည်ရန်သူလက်သို့အနံ့ခြင်းကိုခံတော်နှင့်ရမှာမဟုတ်ဘူးယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမဟုတ်ဘူးဖဲ့ဤမဟုတ်ကားဤတို့အဖို့လို့ငါချူးဖဲ့တော်ငါ၏ကိုဖြစ်၏လူ၏စားကြတော့ငါ့ကိုအောက်မဲ့ဖို့ရာဤတို့တို့ကြတော်ဟုမိတ်တော်မူ၏သူနည်းသူညစာစားပြီးမှဖဲ့ကိုလည်းယူ၍ဤခွဲ့ကာငါ၏တွေး၌ဤတော်ပတိနီတရားတစ်ဖြစ်၏ဤခွဲ့ကိုတော့သောအခါငါ့ကိုအောက်မဲ့ဖို့ရာတောက်ကြတော်ဟုမိတ်တော်မူ၏အကြောင်းမူကားတင်တို့ဒီသူမှုကိုစာရသူခွဲ့ကိုတောက်သောအခါသခင်ဖရာအသေးခံတော်မူခြင်းကိုတော့တော်မူမီတိုင်အောင်ပြကြ၏တလောက်ပဲဖတ်မယ်နော်ဒါမဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှတိတ်သူတို့တွေကြောင်းကြရတယ်လို့နော်သူတွေကမွေးဖွားခြင်းသူပြီးတော့သူနိချိမေကလာခံပြီးတော့သူတာလေးရဲ့သခင်ဖရာရဲ့အသွေးအသားကိုကျွန်တော်ဆက်ဆံရမှာဖြစ်ပါတယ်အဲ့ဒါကအလုံးမသားမအတိတ်ပဲရှိတာဖြစ်ပါတယ်အတိတ်ပဲအလုံးမသားမရှိအောင်ကျွန်တော်လုပ်ဆောင်ရခြင်းဖြစ်ပါတယ်တကယ်ယေရှုအသေးခံတော်မူခြင်းရှင်ပြန်ခံရခြင်းပေါ့နော်နောက်ပြီးတော့ဒီသူ့ရဲ့အသေးဆုံးသောခြင်းဒီအရာကိုကျွန်တော်အောက်မေ့ဖို့အောက်မေ့တဲ့အခါမှာစိတ်ချတဲ့အခါမှာတကယ်ယေရှုကတော့ဘုရားပြုလုပ်ခဲ့တဲ့အရာသူ့ရဲ့ကျေးဇူးတရားကိုကျွန်တော်တို့ပြန်လည်ဆင်ခြင်ပြီးမှသူ့ရဲ့ကျေးဇူးတော်ကိုပြန်တဲ့အနေနဲ့ကျွန်တော်တို့ကသူ့ရဲ့အလူတော်ကိုဝန်ခံပြီးအသက်ရှင်ဖို့ကကျွန်တော်တို့အရောက်ဒီတိုင်းပေါ့နော်တာဝန်ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီလိုဘုရားပြုလုပ်ပါတယ်ဒါကြောင့်မို့ဒီပွဲတော်မင်္ဂလာကိုခံယူတဲ့အခါမှာအရောက်ဒီတိုင်းကျွန်တော်မိမိကိုယ်ကိုနော်ကျွန်တော်အတွက်ကျမအတွက်တိတ်ဆက်ခဲ့ကျွန်တော်တရားနဲ့အစားသူတိတ်ဆက်ခဲ့သူ့ရဲ့ခန္ဓာကိုစပေးခဲ့တဲ့ခန္ဓာကိုဖြစ်တယ်ကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းပြီးကျေးဇူးတင်တယ်ဆိုတာကျွန်တော်တို့ဝန်ခံပြီးမှစားမှုဖြစ်တယ်ခွဲ့ဆိုတဲ့ဒီအသွေးကိုပုံဆောင်တဲ့ဒီခွဲ့ကိုတောက်တဲ့အခါမှာသတိကိုတောက်တဲ့အခါမှာတကယ်ရှိခရစ်တော်ဖရာကျွန်တော်ယူရမယ်ကျွန်တော်ယူစီးရမယ်ကျွန်တော်တရားနဲ့အစားသူကောင်းတဲ့ပုံမှာသူတောင်းယူလိုက်ပြီးသူပူစားသူအသေးဆုံးလောင်းခဲ့ပြီးသူအသေးဆုံးလောင်းခြင်းအဖြစ်ကျွန်တော်သိကြမလို့တော့ဘူးအဲ့ဒါကြောင့်အဖို့မဲ့တဲ့ကျေးဇူးတရားကိုကျွန်တော်အောက်မေ့ပြီးမှကျေးဇူးတင်တယ်ဆိုပြီးမှပေါ့နော်ကျေးဇူးတော်ချီးမွမ်းပြီးမှသုံးဆောင်လို့ဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါဒီလိုပဲယူယူရှင်းရှင်းပဲကျွန်တော်တို့သဘောပေါက်ဖို့ဖြစ်ပါလေဆိုတဲ့အရာပေါ့လေအဲ့လိုနဲ့ကျွန်တော်တို့ဒီဝေစားဖို့ဖြစ်တယ်ဒီနေ့ရဲ့ဘောအသက်တာမှာပြစ်မှားတဲ့အရာတွေသဘောတာပေါ်ပြီးမှပြစ်မှားတဲ့အရာတွေအပြောအပြုတ်အမူတွေသူ့တိုင်းမှာရှိတယ်ကျွန်တော်မှစရည်သူ့တိုင်းမှာရှိတယ်အဲ့ဒီအရာကိုအခုဘွဲတော်ကြီးကမစားလို့နေမှာသူ့တောင်းတဲ့အခါမှာဘုရားတခင်ကအနန္တလို့ဖြစ်ပါတယ်ဝန်ချတောင်းပါလို့ဖြစ်ပါတယ်ပုံပြဝန်ချတောင်းပါလို့ဖြစ်ပါတယ်နှလုံးသားထဲမှာရှိတဲ့အရာတွေဘောဓဘာစိတ်မကြည်တဲ့အရာမှန်တယ်များဘုရားတခင်ကအနန္တကြီးမှာကျွန်တော်သူ့တောင်းပြီးမှအနန္တအဲ့ဒီအခါမှာကျွန်တော်အားလုံးဖြည့်ရှင်းသွားမယ်အဲ့ဒီဆက်အပြီးမှလည်းကျွန်တော်တို့ဒီတို့ရဲ့အတွေ့အကြုံကိုဆက်ဆံဖို့ဖြစ်ပါတယ်ဆိုတာပေါ့နော်ဒီလိုပုံအားဖြင့်လုပ်ခြင်းဖြစ်ပါတယ်။ဒါနံတို့ရောက်ဒီတိုင်းပေါ်မှာဖျားရှင်တော်ဘာမှမနေတဲ့ခြင်းတက်ရောက်ပါစေ။